မက်တစ်ဂလိုရီတောင်မရောက်သေးဘူးကွာ red အသစ်တွေကထပ်တိုးပြန်ပြီလားဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account လေးကို follow လုပ်ထားလိုက် epic မှာလည်းတစ်သက်လုံးပိတ်မိနေတဲ့သူတွေအတွက်ကတော့ဒီပုံကိုမြင်လို့ရှိရင်တော့ဒါရင်တုံသွားမှာအသေးချပါပဲမက်တစ်ရောက်ဖို့တောင်မှကွာအနိုင်နိုင်ကြိုးစားနေရတဲ့ကြားထဲမှာဒီ red တွေက immortal eternal infernal anomal ဆိုတဲ့ red တွေကလည်းနာမည်ကြီးနေတဲ့တောင်မှဒါကြောက်စရာကြီးပေါ့နော်ဒါဒီထဲမှာအထူးသဖြင့်ကတော့ infernal ပေါ့နော် infernal ရဲ့အဓိပ္ပာယ်ကဒီမြောင်အမိုက်ပုံးဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒါဘာကိုပြောချင်တာလဲဆိုတော့ပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကမိုဘိုင်းလိကျန်ပလီယာတွေ ram တက်ဖဲနဲ့ပေါ့နော်စိတ်ညစ်စရာကောင်းတဲ့အခြေအနေတစ်ခုကိုနောက်ပြောင်ပြီးတော့သုံးထားတဲ့အသုံးအနှုန်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုး fake ram ပုံတွေကိုမြင်ပြီးတော့စိတ်ညစ်သွားတဲ့သူတွေရှိလားအခုကြည့်နေတဲ့သူကရောဘယ် ram မှာပိတ်မိနေလဲဆိုတာကို comment လေးမှာရေးခဲ့ကျွန်တော်ကတော့ game နဲ့ပတ်သက်တဲ့ knowledge တွေကို share လုပ်ပေးနေတဲ့ NATO ပဲဖြစ်ပါတယ်